ကျမရဲ့အမျိုးသမီးလေးတို့ရေပင်ပန်းနေပြီမဟုတ်လားအပြင်သွားရင်ဘာဝတ်ရမလဲဒါလေးလှုပ်လိုက်ရင်သူတို့ငါ့ကိုဘလို့တွေးမလဲဘလို့မြင်ကြမလဲ post တစ်ခုကိုတင်ရင်ဘယ်နှစ်ယောက် like ပေးမလဲဆိုတာကိုပဲ like ပြီးတော့ပူပန်နေရတာဒီမှာအမျိုးသမီးလေးတို့ကိုကလူတိုင်းရဲ့အကြိုက်ကိုလိုက်အောင်ပေးနေတဲ့ဈေးတဲ့မဟုတ်ကိုလူတိုင်းအလိုကြလိုက်ပြင်ဆင်နေတာဟာကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာသူတို့ရဲ့ခြေထောက်အောက်ကိုချနေခိုင်းတာနဲ့အတူတူပဲကိုသူတို့ကကောင်းတယ်ပြောရင်ပြောမယ်အပြစ်ပြောရင်ငိုမယ်ဆိုတော့ကိုဘွားရဲ့ကျိုးဆွဲရာသူတို့လက်ထဲမှာဖြစ်နေတာပေါ့ဆိုတော့အခုပဲအဲ့ဒီကျိုးတွေကိုဖျက်ပစ်လိုက်ပါတော့သူတစ်ပါးအမြင်ကိုလုံးဝဂီးမဆိုင်ပဲကိုပါတာအေးချမ်းနဲ့နေချင်တယ်ဆိုရင်ဒီတိုင်းနေလို့တော့မရအောင်နော်ဒီဟာကမလွယ်ကူဘူးဆိုတာကျမကိုယ်တိုင်ခံစားနားလည်ပါတယ်ဒါပေမဲ့ခုပြောမယ်လက်တွေ့နေနဲ့၃ခုကိုကျမရဲ့အမျိုးသမီးလေးတွေတေချာမှတ်သားပြီးတော့လက်တွေ့လိုက်လို့မယ်ဆိုရင်တော့ရှင်တို့ဖြစ်ချင်တာဖြစ်ရမယ်လို့ကျမအာမခံပါတယ်ရှင်ဆိုတော့နံပါတ်1 so what ဖြစ်တော့ဘာဖြစ်လဲဆိုတဲ့စီးမြင်ဘယ်သူကမှကိုယ့်ကို24နာရီပတ်လုံးအချိန်ပေးပြီးတော့မှစိတ်မဝင်စားကြပါဘူးသူတို့ကခဏပဲကြည့်ပြီးတော့ခဏပဲပြောကြတာပါနံပါတ်2 spotlight effect ကိုတက်ပစ်ပါကို့မှာအပြစ်နာစာတစ်ခုရှိရင်လူတိုင်းကကိုပဲဝိုင်းပြီးတော့မှကြည့်နေတယ်လို့ထင်နေတာကိုရဲ့စိတ်ကူးရင်မှုတက်ပါပဲတကယ်တမ်းကလူတိုင်းကသူတို့ပဲအာယုံစိုက်နေကြတာလူကမှကိုထင်တယ်လို့ဂယူးမစိုက်ပါဘူးဒါကိုကအထင်မှားပြီးတော့ကိုလှုပ်ချင်ရတဲ့မလှုပ်ခဲ့တဲ့အရာတွေပြောသိရတာနဲ့မပြောခဲ့တဲ့အရာတွေဘလောက်တောင်ရှိနေပြီလဲအဲ့ဒါတွေကြောင့်ကိုယ့်ရဲ့ယုံကြည်မှုတွေတိုးတက်မှုတွေကိုဆုပ်ယုပ်စေခဲ့တာပဲမဟုတ်လားကိုယ့်ရဲ့စွမ်းအားနဲ့အချိန်တွေကိုပဲဖြုံးတိမိခဲ့တာတွေကတိတ်နှမျောဖို့ကောင်းတယ်နော်အမျိုးသမီးတို့ကိုယ်တပိုင်းကိုယ်တိုင်အလှပဆုံးရေးနိုင်ဖို့အတွက်ဒီနေ့ကစပြီးမလိုအပ်တဲ့အရာတွေကိုလစ်လျူရှုဥပက္ခာပြုလိုက်ပါတော့နံပါတ်3အဆိုးဆုံးအခြေအနေကိုလက်ခံလိုက်ရှင်သူတို့ငါ့ကိုအထင်သေးသွားရင်ဘာဖြစ်မလဲအေးအထင်သေးသွားပါစေအဲ့တော့ကိုတွေသေးသွားမှာလားမသေးဘူးလေနော်ဒါကြောင့်ကျမအမျိုးသမီးလေးတွေကိုလှုပ်ရှားရှိတာကိုဆက်လုပ်ပါသူတို့အမြင်ကကိုယ့်ရဲ့အနာဂတ်ကိုလာပြီးတော့ဖျက်ဆီးလို့မရဘူးအဆိုးဆုံးကိုရင်ဆိုင်ရင်ကိုယ်ချင်းချောက်နိုင်တဲ့အရာလောကမှာမရှိတော့ပါဘူးတကယ်လို့ကိုကတလောကလုံးနဲ့တယောက်ဖြစ်နေတယ်ဆိုရင်တော့မှပဲကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက်တတိရှိပြီးတော့ရဲရဲဝံ့ဝံ့ရှောက်လန်းနိုင်ရပါမယ်ဒါကြောင့်ဒီနေ့ကစပြီးလူတွေရဲ့ပါဇက်ကထွက်တဲ့စကားတွေကိုကိုယ့်ရဲ့နားဝမှာတင်မီးရှို့ပစ်လိုက်ပါတော့တစ်ဖက်ဝင်တစ်ဖက်ထွက်တာမဟုတ်ဘူးနော်နားဝမှာတင်ကိုမီးရှို့ပစ်လိုက်ပါတော့ရှင်အများစုကကိုယ့်ကိုကောင်းမွန်ဝေဖန်တာမဟုတ်ပါဘူးကိုသူတို့ထက်တာသွားမှာကြောက်လို့သူတို့လိုပဲအောက်ချင်တာမှာပိတ်မိနေစေချင်လို့လိုက်ဆွဲချနေတာတွေရှိပါတယ်ဝေဖန်တံတွေကိုတုံ့ပြန်ဖို့ကိုယ့်ရဲ့အဖိုးတန်တဲ့အထင်တွေကိုမဖြုံးပါနဲ့စကလုံးတွေနဲ့လည်းလိုက်မရှင်းပြပါနဲ့ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့လှပမှုကိုယ့်ရဲ့အမိအခိုကင်းမှုတွေကိုယ့်ရဲ့စမ်းတင်မှုတွေနဲ့သူတို့ရဲ့မျက်နှာကိုခက်ပြင်းလေးရိုက်ပစ်လိုက်ပါစကားတစ်လုံးမှပြောစရာမလိုဘူးဒါဟာအလှပဆုံးနဲ့အထီရောက်ဆုံးလက်စားချေခြင်းပါပဲမင်းအမြင့်ဆုံးကိုရောက်သွားတဲ့အခါအောက်ကခွေးဟောင်တန်တွေကဘာမှမကြားရတော့ပါဘူးသူတို့ဘာရဲ့အမြင်တွေကိုဂီယူဆိုင်နေတဲ့၍မင်းဟာသူတို့ရဲ့တုံ့ပန်းပဲဖြစ်နေမှာပါဒါကြောင့်ကိုဘဝရဲ့ remote control ကိုတခြားလူတွေလက်ထဲကိုသွားမထိလိုက်ပါနဲ့ကိုဟာ TV တစ်လုံးလိုပဲသူတို့ကအထင်သေးတဲ့ခလုတ်နှိမ့်လိုက်ရင်ကိုကစိတ်ညစ်သွားမယ်အပြစ်ပြောတဲ့ခလုတ်နှိမ့်လိုက်ရင်ကိုကငိုမယ်ဆိုရင်ကိုဘွားရသူတို့နှိမ့်ချင်တယ်နှိမ့်လို့ရတယ်ကစားစရာတခုဖြစ်နေမှာပေါ့ဒါကြောင့်ကျမအမျိုးသမီးလေးတွေခုပဲ remote ကိုသူတို့ရဲ့လက်ထဲကနေလူယူပြီးတော့အပိုင်သိမ်းလိုက်ပါကိုဘာလုပ်မလဲဆိုတာကိုယ်တိုင်ပဲရွေးချယ်ပါအဲ့ဒီခါကျရင်ကိုဘွားကိုအပြေးဝပိုင်ဆိုင်လာမယ်အဲ့ဒီခါကျရင်ခံစားရတဲ့လွတ်လပ်မှုရဘာနဲ့မှမလဲနိုင်ပါဘူးရှင်အဲ့ဒီလွတ်လပ်မှုတွေပျော်ရွှင်မှုတွေကိုကျမရဲ့အမျိုးသမီးလေးတွေအားလုံးကိုအပြေးဝခံစားစေချင်တယ်ပြီးရင်ကိုရှောက်ချင်တဲ့လမ်းကိုရဲရဲဝံ့ဝံ့နဲ့ရှောက်လန်းစေချင်ပါတယ်ကဲနားထောင်ပြီးအေးပါဆိုပြီးတော့မှဖုန်းကိုပိတ်အဲ့ရထဲဒီတိုင်းပြန်လဲနေပြီးတော့မှအရင်လိုနေလို့တော့မရတော့ဘူးเนาะလူတွေရဲ့အမြင်ကိုဂယုမဆိုင်ဘူးဒီနေ့ပဲချက်ချင်းလုပ်လို့ရလက်တွေ့အသေးစားလေ့ကျင့်ခန်း3ခုကိုပေးပါမယ်အခုချက်ချင်းထားလို့ပါအမျိုးသမီးလေးတို့ရေမတ်တက်မျက်နာလွဲခါချလေ့ကျင့်ခန်း
ဒီနေ့ဖုန်းသုံးတဲ့အခါပဲဖြစ်ဖြစ်အပြင်သွားတဲ့အခါပဲဖြစ်ဖြစ်ကိုစိတ်အနှောက်အယှက်ပေးတဲ့ကိုအကဲဖြတ်ဝေဖန်တဲ့လူတစ်ယောက်ရဲ့ post ဒါမှမဟုတ်ပေါ့နော်သူတို့ရဲ့မျက်နှာကိုမြင်လိုက်ရတာနဲ့3စက္ကန့်အတွင်းဖုန်းကိုအောက်ကိုချလိုက်ဒါမှမဟုတ်မျက်နှာကိုတခြားဘက်ကိုလှည့်ပြက်လိုက်ပြီးရင်စိတ်ထဲကနေငါဘွားကငါလက်ထဲမှာပဲရှိတယ်ငါဘွားကိုငါအပြေးဝပိုင်တယ်လို့တွေးပြီးတော့ကိုယ့်ရဲ့လှုပ်လက်စာအလုပ်ဒါမှမဟုတ်လှုပ်ချင်တဲ့အလုပ်ကိုတန်းပြီးတော့မှဆက်လုပ်လိုက်ပါသူတို့အာယုံကိုကိုယ့်ရဲ့စက္ကန့်ဝက်အချိန်လောက်တောင်မှအလကားမပေးပါနဲ့နံပါတ်1မသိချင်အောင်ဆောင်တဲ့လေ့ကျင့်ခန်းဒီနေ့တနေ့လုံးလူတွေကိုဘယ်လိုကြည့်လဲဘာပြောမလဲဆိုတာကိုလိုက်ပြီးတော့မစူးစမ်းနဲ့တွေးလဲမတွေးနဲ့လမ်းလျှောက်ရင်ဘေးကိုလိုက်ကြည့်မနေနဲ့ရှေ့တက်ကိုကြည့်ပြီးတော့ယုံကြည်မှုရှိရှိနဲ့သာရှောက်တရားရောက်ကကို့အကြောင်းတိုးတက်ပြောနေတာတွေ့ရင်တော့မှငါနဲ့မဆိုင်ဘူးငါသူတို့ကသူတို့ဆိုပြီးတော့မှလေပြေထဲမှာပဲမျောပြစ်လိုက်ပါကိုမကြားရမမြင်ရတဲ့အဲ့ဒီအရာတွေကလောကမှာတကယ်မရှိတာနဲ့အတူတူပဲလေနော်တခါကိုအတွက်အသုံးမဝင်ပဲအနောက်ဆက်ဖြစ်စေတဲ့သူတွေကိုတတ်မဲ့အယုတ်တွေအဖြစ်စိတ်ထဲမှာတတ်မှတ်လိုက်ပါမျိုးသမီးတို့ရေနံပါတ်3ငါလှုပ်ချင်တာငါလုပ်မယ်ဆိုတဲ့လေ့ကျင့်ခန်းဒါလို့ရင်လူတွေဘာပြောမလဲလို့မင်းအမြဲတမ်းစိုးရင်ပြီးတော့မလှုပ်ရဲပဲနဲ့အောင့်ထားတဲ့အရာအသေးစားလေးတစ်ခုဥပမာကိုအရင်ဝတ်ချင်နေတဲ့ထူးထူးခြားခြားအဝတ်လေးဝတ်တာကိုတင်ချင်တဲ့ post ကိုတင်တာလူများရှိမှကိုရဲ့အမြင်ရဲပြောတာကိုမသွားဘူးပေမဲ့သွားချင်ခဲ့တဲ့နေရာလေးတွေကိုရဲဝန်းနဲ့သွားတာအဲ့လိုမျိုးအရာတွေကိုဒီနေ့ချက်ချင်းစွတ်ထားလုပ်ပစ်လိုက်တာကွာသိလားလူတွေဘာတင်စွတ်လုပ်လိုက်တဲ့အခါလှုပ်လိုက်တော့လေဘာမှမဖြစ်ပါလားဆိုတဲ့ခံစားချက်ကကိုယ့်ရဲ့ကြောက်စိတ်ကိုအမြင့်ပြတ်တက်ပစ်ပါလိမ့်မယ်ဒီလေးတင်ခန်း3ခုကကိုဘွားရဲ့ remote ကိုသူတို့ရဲ့လက်ထဲကနေမှပြန်ပြီးတော့လူယူတဲ့နီလန်ပဲဖြစ်ပါတယ်အခုချက်ချင်းပဲစားလုပ်လိုက်တော့တော့အမျိုးသမီးလေးတို့ရေဒါနဲ့ကျမအမျိုးသမီးလေးတွေကိုတိုင်ပင်စရာလေးတစ်ခုရှိပါတယ်ကျမဒီကိစ္စနဲ့ပတ်သက်ပြီးအမျိုးသမီးတွေအတွက် program လေးတစ်ခုကိုလုပ်ပေးချင်ပါတယ်ကျမတို့တကယ်ပြောင်းလဲချင်တဲ့အမျိုးသမီးတွေကိုစုပြီးတော့ Telegram group ဒါမှမဟုတ် Facebook group နဲ့ပေါ့နော်အတူတကွပြောင်းလဲကြဖို့အတွက်ဖန်တီးပေးချင်တာဘာလို့လဲဆိုတော့တယောက်တည်းဆိုရင်မလုပ်ဖြစ်တာများတယ်ဗီဒီယိုတွေနားထောင်ပြီးတော့မပြောင်းလဲဖြစ်ဘူးခဏဆိုရင်အုံနောက်ထဲမှာပျောက်သွားတယ်ကျမကဒါကိုအလေးအကျင့်တစ်ခုအနေနဲ့ကိုဆွဲမြဲစေချင်တာပါဒီ program ဟာဆိုရင်အောင်မြင်ပျော်ရွှင်တဲ့အမျိုးသမီးတွေရဲ့တကယ်လက်တွေ့နီးပြူဟာတွေကိုအတူလေ့လာရမယ်လက်တွေ့လုပ်ရမယ်အပြင်အတွေ့အကြုံတွေကိုပါမျှဝေကြရမယ်9ရက်ဒါမှမဟုတ်15ရက် program လေးပေါ့နော်အဲ့ဒီမှာကျမရဲ့အမျိုးသမီးလေးတွေအတွက်ပေးစွမ်းနိုင်သမျှအကုန်ကျမပေးစွမ်းပါမယ်။နားထောင်ရုံတက်မဟုတ်ပဲလက်တွေ့မှာလည်းတကယ်ပြောင်းလဲသွားမယ်ဆိုတာကိုကျမအာမခံပါတယ်။ဒီ program မှာပါဝင်ဖို့စိတ်ဝင်စားတယ်။လက်တွေ့တကယ်ပြောင်းလဲချင်တယ်။အကြံတွေလည်းပေးချင်တယ်ဆိုရင်ဒီရဲ့ comment လေးမှာရေးပေးခဲ့ပါနော်။တကယ်လို့ကျမရဲ့အမျိုးသမီးလေးတွေကစိတ်ဝင်စားတယ်ဆိုရင်ကျမတေချာဒီဇိုင်းဆွဲပြီးအသေးအချာပြင်ဆင်ပြီးတာနဲ့ဒီရဲ့ program ကိုတေချာပြန်ပြီးတော့မှ announce လုပ်ပေးသွားပါမယ်နော်ဒါဟာကျမရဲ့ပထမဆုံး channel နဲ့ video လေးဖြစ်တာကြောင့်အားပေးကြဖို့အတွက်လည်းမေတ္တာရက်ခံချင်ပါတယ်နောက်ဒီထက်ကောင်းတဲ့ content တွေအများကြီးဖန်တီးပြီးအားလုံးကိုကူညီပေးပါမယ်ကဲဒါဆိုကျမရဲ့အမျိုးသမီးလေးတွေကို comment မှာစောင့်နေမယ်နော်အားလုံးပဲအတူတူပြောင်းလဲကြရအောင် bye